ပင်လယ်ပြင်ထဲမှာ6ရက်ကြာအောင်လမ်းပြောင်းနေခဲ့ပဲဆိုရင်ဘယ်လိုတွေကြုံတွေ့ရမလဲ။ဓမ္မနေ့လှေငယ်လေးကကမ်းခြေနဲ့ဝေးရောက်တဖြည်းဖြည်းမျောပါသွားပါတယ်။တင်ရရိတ်ခါတွေကိုစစ်ဆေးကြည့်တဲ့အခါမုတ်ချောင်နေငယ်နဲ့ရေတပူးပဲရှိပါတော့တယ်။နေအောင်ကြီးကပြည့်ထန်လွန်လာသလိုလိုင်းတပူးတွေကလည်းလှေကိုပုတ်ခတ်နေပါတယ်။ဘယ်ဘက်ကိုကြီးကုန်းမြည်ရေးအောင်လုံးဝမတွေ့ရပါဘူး။ဒုတိယနေ့ရင်ခဲ့တဲ့တန်အောင်လူလဲခံစားရပါပြီ။မုတ်ချောင်တွေကလည်းမိုးတဲ့ချိန်မှာတည်ကုန်သွားခဲ့ပြီးတင်ရရေကိုချွေတာတောက်ကိုစူးစမ်းပေမဲ့တကုံချင်းစီကတန်မိုးရှိလို့နေပါတယ်။တတိယနေ့မုန်တိုင်းတိမ်တိုက်တွေဆူယုပ်လာပါတယ်။လေပြင်းတွေတိုက်ခတ်လာဆိုလိုင်းလုံးကြီးတွေကလေပေါ်ကျော်တက်လာပါတယ်။တင်ရလေပေးသားတွေကိုအာကိုကြီးဖက်တွယ်ထားပါတယ်။ပင်လယ်ရင်ငယ်နေရောက်တကိုယ်လုံးဆူဆွဲသွားပေမဲ့ကံကောင်းထောက်မှစွာနဲ့မုန်တိုင်းတန်ကနေအသက်ရှင်လွတ်မြောက်ခဲ့ပါတယ်။စနုဒာနေစားစရာအားလုံးကုန်သွားပါပြီ။လူကလည်းအားရင်ကုန်ခန်းနေပြီးဖိုက်စားတဲ့စိတ်ကတွေးသမျှအတွေးတိုင်းမှာနေရာယူထားပါတယ်။အဲ့ဒီအချိန်မှာပဲငါးတကောင်ကလီပေါ်တက်တက်မမတ်ခုန်တက်လာပါတယ်။ငါကအသက်ရှင်နေသေးဖြစ်ပြီးတစ်ဖြက်ဖြက်လူးလိမ့်နေပါတယ်။ရွေးချယ်စရာမရှိတာကြောင့်အသက်ရှင်ဖို့အတွက်အဲ့ဒီငါးကိုအစိမ့်လိုက်စားရပါတော့တယ်။ဒီစမနေ့အားရင်နေလုံးဝချီးနေလာပါပြီ။ကြွက်သားတွေနာကျင်တောင်တင်းလာပြီးခန္ဓာကိုယ်ကဆုံးသက်သွားပြီလို့ခံစားရပါတယ်။လှူရှားမှုတိုင်းနာကျင်နေပြီးပူပြင်းတဲ့နေရောင်နဲ့လိုင်းတန်နေတဲ့တင့်ကိုပို့ပြီးမောမမှန်းနေစေပါတယ်။ဓမ္မနေ့မိုးကိုဆောင်းပိုင်းစီမှာတင်မောတစ်စင်းပေါ်လာပါတယ်။ကြမ်းရှိနေတဲ့နောက်ဆုံးအားရင်ကိုတုံပြီးလေးကိုခတ်လိုက်ပါတင်မောဘောကဝင်တဲ့တင်ကိုမြင်သွားပြီးတင်မောဘောဆွတ်တင်ပေးလိုက်တဲ့အခါမှာတော့တင်ရမော်ဒကောနဲ့အသက်ရှင်လွတ်မြောက်သွားပါတော့တယ်။ပင်လယ်ပြင်အကြောင်းမဲ့ဖွယ်အမျက်တော်တောင်တင်ပေတော့မှမေးတော်မှမဟုတ်ပါဘူး။